Здравствуйте. ရုရှားလို Norvegian Slava စကားလုံးတစ်လေးတွေအတူတူလေ့လာကြည့်ကြရအောင်နော် Sumka အိတ်ကိုပြောတာဖြစ်ပါတယ် Sumka ဘလို့အိတ်မျိုးဖြစ်ဖြစ်ရေဘူးရအဖြစ်ရုရှားလို Sumka ဆိုပြီးတော့ပြောလို့ရပါတယ် Девушка Учитель ရုရှားလိုဆရာမဆိုလို့ရှိရင်နှစ်မျိုးစလုံး учитель လို့သုံးလို့ရပါတယ်ဒါပေမဲ့ဆရာမဆိုပြီးတော့တိတိကျကျသုံးချင်တယ်ဆိုလို့ရှိရင်တော့ учительница နောက်တစ်ခုденьги ပတ်စံကိုရုရှားလို деньги လို့ခေါ်ပါတယ်ပတ်စံအနည်းကိန်းဖြစ်ဖြစ်အများကိန်းဖြစ်ဖြစ်ပြောချင်တာနည်းနည်းဖြစ်ဖြစ်များဖြစ်ဖြစ်ပတ်စံကိုရုရှားလိုတစ်မျိုးနဲ့သုံးပါတယ် деньги ဆိုပြီးတော့သုံးတာဖြစ်ပါတယ် Ручка ဘောပင်ကိုရုရှားလို Ручка လို့ပြောတာဖြစ်ပါတယ်နောက်ထပ်ပါရှိအောင်မလဲဒီမှာКлюш တော့ရုရှားလို Клюш လို့ခေါ်တာဖြစ်ပါတယ် Пока-пока, спасибо, хорошего дня, ကောင်းသောနေ့လေးတစ်နေ့ဖြစ်ပါစေရှင်